ပါရမီရှင်တို့ရဲ့ဘဝကုန္ဒလကေတာထေရီမဘဝအကြောင်းတရားယောကပဂောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာသက်ချစ်လက်အင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနီစွန်ញကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြုတ်ကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်ဖြင့်ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းကုန္ဒလကေတာမြန်မာစာအုပ်တွေထဲမှာတခါတရံကြတော့ကုန္ဒလကေတိလို့လည်းဖော်ပြတယ်နာမည်အပြည့်စုံကဗဒ္ဓကုန္ဒလကေတာထေရီမထိုထေရီမရဲ့ပါရမီဘဝဘယ်ချိန်ကစခဲ့တယ်ဆိုတာသူကိုယ်တိုင်ပြန်လီပြောပြတဲ့ထေရီအပဒါနာလို့ခေါ်တဲ့ကျမ်းစာမှာပါတဲ့အတိုင်းဘုန်းကြီးတို့မှတ်ကြရအောင်ဘဝဆိုတာပါရမီရှိတဲ့ပုဂ္ဂိုလ်ရဲ့ဘဝနဲ့ပါရမီမရှိတဲ့ပုဂ္ဂိုလ်ရဲ့ဘဝခြားနာချက်တော့ရှိတာပဲသို့တော်လည်းဘဝဆိုတာတော့ဘယ်ဘဝပဲဖြစ်ဖြစ်အစဉ်ပြေတဲ့ဘဝရှိတယ်လို့အစဉ်မပြေတဲ့ဘဝတွေလည်းမြောက်များစွာရှိဘဝရလာတဲ့ပုဂ္ဂိုလ်တဦးဟာမိမိတို့ရဲ့စိတ်ဓာတ်မိမိတို့ရဲ့ပတ်ဝန်းကျင်စတဲ့အကြောင်းတရားတွေကိုအမိပြုပြီးတော့ဘဝဟာစင်ပြေတဲ့အခါပြေတယ်အစဉ်မပြေတဲ့အခါမပြေဘူးဆိုတာပါရမီရှင်တို့ရဲ့ဘဝဖြစ်စေပါရမီရှင်မဟုတ်သေးတဲ့ပုဂ္ဂိုလ်ရဲ့ဘဝပဲဖြစ်စေဘဝဆိုတာဟာတော်တော်လေးတူညီတဲ့အသွင်သဏ္ဍာန်လေးရှိတယ်ပေါ့ဗဒ္ဓကုန္ဒလကေတာထေရီမရဲ့ပါရမီရှင်ဘဝဟာဘယ်တော့ကစခဲ့တယ်လဲလို့လူတူတယောက်ရဲ့တန်တရားဘဝကတော့အမှန်တမ်းရှည်တယ်လို့မြတ်စွာဘုရားကဟောတယ်တန်တရားရဲ့အစဟာမသိနိုင်ဘူးလို့မြတ်စွာဘုရားဟောတယ်
မသိနိုင်ဘူးဆိုတဲ့စကားကမရှိဘူးလို့ပြောတာနဲ့တော့မတူဘူးနော်အနတ်မတက်ခောယံဘိက္ခုတန်တာရောမြတ်စွာဘုရားဟောတဲ့စကားလုံးအယံတန်တာရောဤခန္ဓာအာရဏဓာတ်တွေတဘဝပြီးတဘဝဖြစ်လိုက်ပြက်လိုက်နဲ့ခန္ဓာအာရဏဓာတ်တွေဟာစင်စစ်မပြတ်ဖြစ်လာတဲ့တန်တာရကျင်လီနေရတဲ့တန်တရားကြီးဟာတဲ့အနတ်မတက်ခောအစကိုမသိနိုင်ဘူးမသိနိုင်တော့အစရှိတယ်တနည်းအားဖြင့်အနုအမတက်ကောတန်တရားရဲ့အစကိုနောက်ကြောင်းပြန်ပြီးတော့ရှောက်လန်းရှာဖွေတော်လည်းပဲသိဖို့မဖြစ်နိုင်ဘူးဘာကြောင့်မသိနိုင်တာတုံးလို့ဆိုလို့ရှိရင်ပုပ္ပါကောတိနပညာယတိအစပိုင်းလေးကိုပြန်ပြီးတော့တွေ့ဖို့ဆိုတာအလွန်ခဲစပိုင်းလေးဟာမသိနိုင်ဘူးဘာဖြစ်လို့မသိသိကြာလောင်းအကြည့်လို့မသိတာပေါ့သို့တော့ပါရမီဘဝတွေဘယ်ကစသလဲဆိုတာတော့ပြောလို့ရတယ်ပေါ့ခုဗတ္တာကုဏလကေတာထေရီမရဲ့ပါရမီဘဝဘယ်ကစဘုန်းကြီးတို့တွေလည်းပဲကိုယ့်ရဲ့ပါရမီဘဝဘယ်ကစလဲပါရမီရှိတဲ့ပုဂ္ဂိုလ်ရဲ့ဘဝသမ္မာဘဝနဲ့မတူတဲ့ထူးခြားလာတဲ့ဘဝလို့ဒီလိုပြောအဲ့တော့ဗတ္ထကုဏလကေတာထေရီမရဲ့ပါရမီဘဝဟာဘယ်ချိန်ကစတုံးလို့ဆိုတော့ဟောဒီဗတ္တကဘာကနေပြန်ပြီးတော့ရေတွက်ကြည့်လိုက်လို့ရှိရင်ကဘာတသိန်းကဘာတသိန်းဆိုတာအမတန်မှများရှည်လျားတယ်တကဘာတကဘာရဲ့တက်တန်းဆိုတာဘလောက်ကြာသလဲလို့မေးလို့ရှိရင်ဥပမာစကားနဲ့ပြောဖို့တော့အလွန်ခက်တယ်တဲ့အတိုင်းတာတစ်ခုနဲ့ပြောဖို့မနေသာဥပမာနဲ့ပြောဖို့တောင်မှပဲဘလောက်ကြာသလဲဆိုတဲ့ကြာရှည်တဲ့အတိုင်းတာတစ်ခုတကဘာရဲ့ကြာလာတဲ့အတိုင်းတာတစ်ခုတောင်ပြောဖို့အလွန်ခက်တယ်ပေါ့အေးမြတ်စွာဘုရားကတော့ဥပမာပေးထားတာရှိတယ်ပေါ့ကြောက်သားအတိပြည့်တဲ့အလျာတယုဇနာအနန္တယုဇနာဒုတေတယုဇနာတယုဇနာပတ်လေရှိတဲ့ကြောက်တုံးကြီးကိုတဲ့အမတန်နူးညံ့တဲ့ပိုးစားဖဲစားကလေးနဲ့အနှစ်တရာကြာမှတစ်ခါပုတ်ပါများတဲ့အခါကျတော့ဒီကြောက်တုံးကြီးကကုံသွားမယ်ဆိုတော့မဖြစ်နိုင်ဘူးလို့ပြောရမလို့တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဒီပိုးစားဖဲစားလေးနဲ့ပုတ်ထန်တဲ့ဒီကြောက်တုံးကြီးကကုံသွားမယ်ဆိုရင်ပုတ်ပါများရင်တော့ကုံလုံးကုံသွားမှာပဲဒါတော့သိကြတယ်သို့တော်လည်းဘယ်တော့လောက်ကုံမလဲဆိုတာဟာအလွန်ကိုခံမှန်းရခက်တဲ့အနေအထားတစ်ခုဒါကြောင့်မို့ကဘာတစ်ခုရဲ့ရှည်လျားတဲ့အတိုင်းအတာတစ်ခုဟာခဏန်းဖြင့်ဖော်ပြဖို့ရမဖြစ်နိုင်ဘူးတဲ့ခဏန်းနဲ့ဖော်ပြလို့မရဘူးဒါကြောင့်မို့လို့အင်္ဂလိပ်စကားမှာလည်းပဲ eon ဆိုတဲ့စကားလုံးလေးကိုသုံးတယ် eon ဆို very long time သိကိုရှိသိရှိတယ်လို့ပဲပြောရမယ်ဘယ်နှမိုင်ရှိတာလဲဘလောက်ရှိတာလဲကီလိုမီတာဘလောက်လဲလို့ဒီလိုတော့ပြောလို့မရသိရှိတယ်ပဲပြောအောင်အဲ့တော့တကဘာရဲ့အတိုင်းတာတောင်အလွန်ကြာတယ်ဆိုတော့ကဘာတသိန်းဟာအမှန်တမ်းကြာတယ်ပေါ့နောက်ခံမှန်းပြီးတော့ပြောလို့ရတဲ့ဟာလေးတစ်ခုရှိတယ်ဒါထူထူသုတ်တန်နေမှာဟောထားတာလေးကိုကြည့်ပြီးတော့ပြောရတဲ့စကားလေးကဘာတစ်ခုမှာဘုန်းကြီးတို့တွေတန်တရားလဲရင်ကနေပြီးအယိုးရှိတဲ့တ attva ဖြစ်ဒါအယိုးမရှိတဲ့အကောင်ကရှိသေးတယ်လေပကြည့်လို့ဘာလို့ဆိုတာရှိသေးတာအဲ့တော့အယိုးရှိတဲ့တ attva ဖြစ်လို့တဘဝပြီးဆုံးတိုင်းအဲ့ဒီအယိုးကလေးတွေစုထားမယ်အဲ့ဒီအယိုးလေးတွေဟာလည်းပျောက်ပြက်မသွားဘူးအယိုးရှိတဲ့တ attva ဖြစ်လို့တကဘာမှာကိုယ့်ရဲ့ဖြစ်ပြက်လာလို့ကျွမ်းကြံရတဲ့အယိုးစုခန္ဓာရဲ့အယိုးစုလေးတွေပုံထားလိုက်မယ်ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားကအိန္ဒိယမှာပွင့်တာဖြစ်တော့အိန္ဒိယက
ကျောင်းတော်နဲ့နီးတဲ့တောင်တောင်ကိုဥပမာပေးတာခေစကုတ်တောင်ကနေကြည့်လိုက်လို့ရှိရင်မြောက်ဘက်မှာဝေပုံလတောင်ကြီးဆိုတာရှိတယ်ဘုရားကရဘုရားဘူးသွားတဲ့ပုဂ္ဂိုလ်တွေတွေ့မှာပေါ့ခေစကုတ်တောင်ရဲ့မြောက်ဘက်ကိုကြည့်ရင်ဝေပုံလတောင်ရှိတယ်အဲ့တော့မြတ်စွာဘုရားကဟောတယ်အဲ့ဒီအယိုးပုံဟာဒါတကဘာမှာဖြစ်ပြီးတော့တကဘာမှာခန္ဓာစွန့်ပြေခဲ့ရတဲ့လူတဦးရဲ့တတဝါတဦးရဲ့ဘဝအယိုးတွေမပြောင်းမပြတ်ပုံထားလို့ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီဝေပုံလတောင်ကြီးလောက်အတိုင်းအတာရှိနိုင်မယ်လို့ပြောတာဒါလည်းတကဘာကိုခံမှန်းကြည့်လို့ရတဲ့နည်းတစ်ခုပေါ့နော်အဲ့တော့ကဘာဆိုတာအလုံးကိုကြားတယ်အဲ့တော့ကဘာတသိန်းဆိုတာတော့မပြောနဲ့တော့ပေါ့ဒါကြောင့်မို့ဒီနေရာမှာဗတ္ထာကုဏလကေသာဆိုတဲ့ထေရီမလေးကသူ့ရဲ့ပါရမီဘဝဘယ်ဟာစခဲ့တယ်လဲဆိုတော့သူကိုယ်တိုင်ပြောပြတယ်လွန်ခဲ့တဲ့ကဘာတသိန်းကစခဲ့တယ်အဲ့ဒီမတိုင်ခင်ကသူ့ဘဝမရှိဘူးလို့ပြောတာမဟုတ်ဘူးပါရမီဘဝအဲ့ဒီချိန်ကစတာတော့လွန်ခဲ့တဲ့ကဘာတသိန်းမှာဘဒုမုဒ္ဒရဆိုတဲ့မြတ်စွာဘုရားပွင့်တော်အဲ့ဒီမြတ်စွာဘုရားပွင့်တာလူတို့ရဲ့သက်တမ်းဟာအနှစ်တသိန်းရှိတယ်အဲ့ဒီတော့ဘုရားဆိုတာတသိန်းတန်းနဲ့တရားတန်းကြားမှာပဲပွင့်တယ်အများဆုံးတသိန်းအနည်းဆုံးတရားဆုတ်ကတက်က2မျိုးရှိတဲ့ထဲမှာဘုရားပွင့်တာကဆုတ်ကမှာပွင့်တယ်တက်ကမှာပွင့်အဲ့ဒါလေလူတွေရဲ့အသင်္ချေကနေတဖြည်းဖြည်းဆုတ်လာတာတသိန်းရောက်လာအဲ့ဒီတသိန်းရောက်လာတဲ့အခါမှာဘဒုမုဒ္ဒရမြတ်စွာဘုရားပွင့်တယ်ဘဒုမုဒ္ဒရမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟာတက်တော်တသိန်းပေါ့နှစ်တသိန်းအမတမကြံကြောင်းနဲ့တက်တော်လူတွေအားလုံးဟာတက်တန်းပြောမယ်ဆိုရင်နှစ်တသိန်းနေကြရတယ်ပေါ့ခုခေတ်တရားတန်းနော်90 80 90တရားနဲ့ဆိုလို့ရှိရင်လူအသက်ဟာဘလောက်မှမချဒါတွေကတတ္တဝါတွေဟာမတူညီတဲ့အချက်ကလေးတွေရှိတာပဲဘုန်းကြီးတို့မျက်စိအောက်မှာကြောင်ကလေးတွေခွေးလေးတွေကြည့်10နှစ်15နှစ်အနှစ်20ဆိုသွားပြီနော်တလားနှစ်လားဆိုအရွယ်ရောက်ကုန်ကြပြီဒီတဲ့သေးတဲ့တတ္တဝါလေးတွေကြည့်အောင်ရှင်လေးတွေရင်လေးတွေအခုပဲမွေးလာအခုပဲပြန်တန်းလူရဲ့စားတော့ပြီတော်ကြကြတော့တပတ်လောက်နေကုန်သေးကုန်ကြဗျာလောက်တူမတန်တူတောင်းတဲ့သက်ကလေးတွေရှိကြတယ်အဲ့တော့လူဘဝကလည်းပဲယမယခအသက်တန်းနေရှည်ကြတယ်ယမယခအသက်တန်းနေတူကြတယ်ဘုဒ္ဓဗုဒ္ဓမြတ်စွာဘုရားလက်ထက်မှာလူတွေရဲ့သက်တန်းဟာနှစ်တသိန်းနဲ့အဲ့ဒီချိန်မှာဗတ္ထာကုဏလကေသာဖြစ်လာမဲ့အမျိုးသမီးလေးဟာအတိတ်ဘဝကုသိုလ်ကောင်းမှုတွေရဲ့အကျိုးပေးတဲ့အနေနဲ့ဘုရားသခင်သုံးတော်မူရာဟန္တာဝရီဆိုတဲ့နေပြည်တော်ကြီးမှာအမြဲတမ်းချမ်းသာကြွယ်ဝတဲ့တထေသမီးလာဖြစ်တယ်ဒီလိုဖြစ်ရတာဟာလူတွေရဲ့အကျင့်စရိုက်ဝါဒနာစိတ်နေစိတ်ထားနဲ့လည်းသက်ဆိုင်အမတ်တမဲ့ရည်ရွယ်ချက်မရှိဘဲနဲ့ဒီလိုဖြစ်တာတော့မဟုတ်ဘူးသူဟာလူမှုတမ်းမှုဝါဒနာပါတယ်စိတ်ကောင်းနှလုံးကောင်းထားတယ်အများကိုကူညီတယ်ဆိုတဲ့သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာပါရမီဆိုတဲ့လုပ်ရကလေးတွေတော့ရှိခဲ့မှာပဲပေါ့ဘာဖြစ်လို့တော့ဆိုရင်မြတ်စွာဘုရားကချမ်းသာတဲ့ဘဝဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်းဟာဒါနပါရမီရှိလို့ဖြစ်တာပဲဒါနကောင်းမှုရှိခဲ့ကြတဲ့ပုဂ္ဂိုလ်တွေစားစရာတောက်စရာမရှိနေစရာမရှိအောင်အလွန်ဆင်းရဲတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိတယ်သူတို့သွားကြည့်ရင်လူမှုတမ်းဖို့ဆိုတာလည်းခေါင်းထဲကိုထည့်မစင်စားတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်တတ်တယ်ပေါ့ဗတ္ထာကုဏလခေတာထေရီမရဲ့လောင်းလျာလေးဟာလွန်ခဲ့တဲ့ကဘာတသိန်းကအာသာဝတီမြို့တော်မှာထေသမီးလေးဖြစ်တယ်ဖြစ်လာတဲ့အခါကျတော့ဘုဒ္ဓမုဒ္ဒရမြတ်စွာဘုရားပွင့်လာလို့ထိုနေပြည်တော်ကြီးမှာမကြာခဏတရားပွဲကြီးတွေကျင်းပလို့တရားဟော
တရားဟောတဲ့အခါကျတော့သွားပြီးတော့ဒီမျိုးသမီးလေးကသွားတရားနာတယ်တရားနာတဲ့အခါကျတော့တရားစိတ်တွေထပ်ပြီးတော့ဖြစ်လာဒါမှန်တာပဲဒီကနေ့ခေတ်မှာလည်းပဲတရားနာလို့ရှိရင်တရားစိတ်ဖြစ်လာအသိဉာဏ်တွေဖြစ်လာတယ်တရားတွေဖြစ်လာမနာခင်ကတရားတို့အသိဉာဏ်တို့သိဖြစ်ချင်မှဖြစ်တယ်ပေါ့အဲ့တော့တရားနာလိုက်တဲ့အခါအသိဉာဏ်တွေတို့တရားစွမ်းအားတွေတို့ဖြစ်လာတဲ့အခါကျတော့မြတ်စွာဘုရားကိုကိုးကွယ်တဲ့အဆင့်ရောက်လာတယ်အစတုန်းကတော့ဘုရားတရားဟောတယ်ဆိုလို့သွားနာတာပဲသွားနာရင်ကနေပြီးတော့တရားနာရတဲ့အခါမှာတရားတွေပညာစွမ်းအားတွေတက်လာတော့ဘုရားကိုကိုးကွယ်စိတ်ကပ်တဲ့ပုဂ္ဂိုလ်ဖြစ်ရောက်ရှိလာတယ်တဲ့အဲ့ဒါလိုရောက်ရှိလာတဲ့အခါကျတော့ဘုရားတရားကိုမကြနာဖြစ်တယ်ပေါ့တက်တန်းကလည်းလွန်ရှိဘုရားတရားမကြနာဖြစ်တဲ့အခါတနေ့တော့မြတ်စွာဘုရားကပရိသတ်ရဲ့အလယ်မှာဘိက္ခုနီမတဦးကိုခိဗ္ဗဗေညအားလေးပြောလိုက်တရားဓမ္မနဲ့ပတ်သက်လို့ရှိရင်အလင်းအမြန်ကိုသဘောပေါက်နားလည်သွားတာအသိဉာဏ်ဟာသိဉာဏ်နဲ့ဆိုတဲ့နေရာမှာထူးချွန်တဲ့အမျိုးသမီးဘိက္ခုနီတဦးကိုဧတရက်ပွဲတို့ဖြင့်ချီးကျူးမြောက်စားနေတာကိုသူသွားတွေ့ရတယ်ခိဗ္ဗဗေညခိဗ္ဗဆိုတာအလွန်လျင်မြန်တဲ့အဘိညာအသိဉာဏ်ရှိတယ်မှန်တယ်ဉာဏ်ဆိုတာမတူဘူးတချို့ပုဂ္ဂိုလ်တွေကအတော်လေးစဉ်းစားမှသိတာတချို့ပုဂ္ဂိုလ်ကြတော့နည်းနည်းလေးမဟလိုက်နဲ့တထွာပြတထောင်မြင်ဆိုတာလို့အကုန်လုံးဉာဏ်ကရှေ့တခါတည်းပြည့်တက်သွားတာနော်အမတမထက်မြက်တဲ့ဉာဏ်ပညာတွေပေါ့ရှင်သာရိပုတ္တရာတို့ကြည့်ရှင်အတ္တစီကစကားခံတယ်သူခုမှသာသနာပေါင်းရောက်တာမကြသေးဘူးတဲ့မြတ်စွာဘုရားဝါဒအောင်သူအကုန်မသိဘူးအကုန်မပြောနိုင်ဘူးတဲ့ဆိုတော့ရှင်သာရိပုတ္တရာအလောင်းကဘာပြောတော့အဓိပ္ပာယ်ကလေးပဲပြောပါတဲ့စကားလုံးတွေများတာသိပြီတန်ဖိုးမရှိပါဘူးတဲ့ချင်းချင်းလေးပြောပါတဲ့သူနားလည်ပါမယ်သူပြောတာချင်းချင်းလေးပြောတာယေဓမာဟိတုပ္ပဝါဒေသံဟိတုံတထာဂတုအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့တရားတွေရဲ့အကြောင်းတရားကိုဘုရားဟောတယ်ဆိုတာဒါလေးပြောလိုက်တာပဲသဘောပေါက်သွားတာသင်္ခါရတရားတွေဆိုတာအကြောင်းတရားကြောင့်ဖြစ်တာတွေကြီးပဲအဲ့ဒီအကြောင်းတရားတွေရဲ့အကြောင်းဆိုတာဘာဆိုတာကိုမြတ်စွာဘုရားဟောတယ်လို့အကြောင်းနဲ့အကျိုးပြောလိုက်တာနဲ့ပဲသူကရှင်းကနေသွားတာအကုန်လုံးမြင်သွားတာဉာဏ်ထက်တာပြောတာနော်ဂါထာဆိုတာ၄ပါးလေးရှိတဲ့ဂါထာတစ်ပုဒ်ကိုနှစ်ပါးလေးနဲ့တည်းပဲအသိဉာဏ်ရသွားတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဥက္ကဋိတင်ညူလို့ခေါ်တယ်ပြောလိုက်တာလေးနဲ့ပဲအတူချုပ်ကလေးပြောလိုက်တာတခွန်းလောက်ပြောလိုက်တာနဲ့ပဲသဘောပေါက်သွားတယ်ပုဂ္ဂိုလ်မျိုးအေးဒီမျိုးသမီးကလည်းခိဗ္ဗဗေညအလွန်ကိုထက်မြက်လင်မြန်တဲ့အသိဉာဏ်ရှိတဲ့နေရာမှာတော့ထိတ်တန်းပါပဲလို့ဧတတက်ဆိုတာဧတအခသူအသာဆုံးလို့ပြောတာဒီဘိက္ခုနီမသည်ခိဗ္ဗဗေညအသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်လင်မြန်တဲ့ပုဂ္ဂိုလ်တွေထဲမှာအသာဆုံးပဲလို့ဒီလိုချီးကျူးမြောက်စားတာကိုခုနတထေသမီးလေးကစိတ်ထဲမှာသိကိုအားကြသွားတာလူဆိုတာကိုအားကြတယ်မှာအားကြတာနော်အကုန်လုံးကိုအားကြတာမဟုတ်ဘူးကိုယ်ဝါသနာနဲ့ကိုယ်အကြိုက်နဲ့တွေ့တဲ့အခါမှာအားကြတာကိုယ်ဝါသနာကိုယ်စရိုက်ကိုယ်အကြိုက်နဲ့တွေ့ပြီဆိုလို့ရှိရင်အဲ့ဒါမျိုးဖြစ်ချင်လိုက်တာအလုံးကိုအားကြတာအဲ့ဒါနဲ့ကုသိုလ်ကောင်းမှုတွေလုပ်တယ်ဒါနကောင်းမှုတွေလုပ်တယ်ဘုရားမှုရှိတဲ့သံဃာတွေပင့်တယ်စိတ်ထဲမှာဒါလေးပဲစွဲပြီးတော့အဲ့ဒီဘိက္ခုနီမလိုဟာမျိုးဖြစ်ချင်တယ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ဘုရားရှိခိုးမှာလှူဒန်းတဲ့အခါမှာစုပန်လိုက်တယ်အရှင်ဘုရားတပည့်တော်လှူရတဲ့ကုသိုလ်ကောင်းမှုတွေဟာဟိုတနေ့ကခိဗ္ဗဗေညအရာမှာထူးချွန်ထက်မြက်တဲ့ဘိက္ခုနီမလိုတပည့်တော်ဖြစ်ပြရစီဖြစ်ချင်လိုက်တာဗျာအဲ့ဒါအတွက်တပည့်တော်ဖြစ်ပြရစီပါသူစေတနာစွမ်းအားတွေကလည်းလွန်ထက်တယ်
အလူခံတဲ့ပုဂ္ဂိုလ်တွေကလည်းဘုရားနဲ့ယဟန္တာတွေဆိုသူကုသိုလ်ကောင်းမှုဟာအမတမအောင်မြင်တယ်ဖြစ်ထွန်းတယ်လို့ပြောရမှာပေါ့အကြောင်းချင်းဆိုတာမတူဘူးနော်ဆိုပါစို့မြေကလည်းကောင်းတယ်မိုးကလည်းမှန်မှန်ရွာတယ်သီးနှံကလည်းအောင်တယ်ဆိုလို့ရှိရင်အများကြီးဖြစ်ထွန်းသွားတာပေါ့အကြောင်းအကျိုးတွေကိုက်ညီသွားတာကိုပြောတာနော်အသီးနှံကတော့ကောင်းပါရဲ့မိုးကခေါင်အသီးနှံကတော့ကောင်းပါရဲ့မြေကညံ့ဟာသုံးခုစလုံးမဆုံးမိဘူးဆိုလို့ရှိရင်မျိုးစေ့ကထွက်ပေါ်လာတဲ့အပင်ဟာထွားထွားချိုင်ချိုင်ရှင်းရှင်းတန်းတန်းဒါမျိုးဖြစ်မှာမဟုတ်ဘူးဟောဒီမျိုးသမီးကြတော့ကြည့်လေသူ့ရဲ့စေတနာစွမ်းအားတွေကလည်းသိထက်တယ်အလူခံတဲ့ပုဂ္ဂိုလ်ကလည်းတကယ်ဖရာနဲ့ယဟန်နေစေတနာနဲ့စွမ်းအားထက်ဖရာစွမ်းအားထက်တာသူ့ရဲ့မျိုးစေ့နဲ့အလားတန်တူတဲ့စေတနာစွမ်းအားတွေကထက်တယ်မြေနဲ့အလားတန်တူတဲ့မြတ်စွာဘုရားသံဃာတွေရဲ့ဂုဏ်ကျေးဇူးကလည်းအလွန်ကြီးမားတယ်အဲ့ဒါတွေပေါင်းစပ်လိုက်တဲ့အခါကျတော့တစ်ချိန်တစ်ခါပဲလှုပ်လိုက်တာပဲဖြစ်စေဒီကုသိုလ်ကောင်းမှုရဲ့စွမ်းတတ္တိဟာအမတန်မှထက်မြက်သွားဒါတကယ်ကိုယုတ်တိရှိတဲ့ဟာတခုဒါကြောင့်မို့သူကိုယ်တိုင်ပြောပြတာသူလုပ်ခဲ့တဲ့ကုသိုလ်စေရနာစွမ်းအားတွေဆန္ဒစွမ်းအားတွေဆန္ဒဆိုတာလည်းပါတယ်နော်ဖြစ်ချင်တဲ့ဆန္ဒဟာလည်းစွမ်းအားတစ်ခုပဲဒါမို့ဆန္ဒကိုအဓိပတိလို့လည်းဟောတယ်အဋ္ဌိပါဒလို့လည်းဟောတယ်အဓိပတိဆိုတာလွှမ်းမိုးကြီးစိုးထားတာအဋ္ဌိပါဒဆိုတာပြီးစီးအောင်မြင်ခြင်းရဲ့အကြောင်းတရားလို့ဒီလိုဟောထားတာစေတနာပဏိတိဟိစသူလုံးလိုက်တဲ့ကံတရားကုသိုလ်ကံနေသူလုံးလိုက်တဲ့စေတနာစွမ်းအားသူ့ရဲ့ရည်ရွယ်ချက်ဆန္ဒတွေဟောတာတွေကပေါင်းစပ်လိုက်တာပေါင်းစပ်ပြီးတော့သူဆူတောင်းလိုက်တာမြတ်စွာဘုရားကအနာဂတဉာဏ်နဲ့ကြည့်လိုက်တယ်ဒီမျိုးသမီးလေးရဲ့ဒီကနေ့လှုပ်ပြီးတော့ကုသိုလ်ကောင်းမှုလှုပ်ပြီးတော့ဆူတောင်းတာဟာအောင်မြင်မှုရှိမရှိဆိုပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ကဘာတသိန်းလွန်သွားတဲ့အခါမှာကဘာတသိန်းလို့ဆိုတဲ့သူဆန္ဒဟာကြည့်အမတန်ရှိလျားတဲ့ခရီးကိုရှောက်လန်းရမှာပျောက်သွားမှာမဟုတ်ဘူးပေါ့ခုခေတ်နဲ့ပြောမယ်ဆို online ပေါ့ဟုတ်ကဲ့လားဒီစေတနာစွမ်းအားတွေဆန္ဒစွမ်းအားတွေက online ဖြစ်သွားတာဘလောက်ကြာကဘာတသိန်းကြာကဘာတသိန်းဆိုတော့ထပ်ဖြစ်နေမဲ့စွမ်းအားတွေကိုကြည့်အောင်ပေါ့ပထမဆုံးစဖြစ်တဲ့စွမ်းအားတဲ့နောက်ဆုံးအကျဉ်းချင်းအထပ်ပြီးတော့ဖြစ်နေမဲ့စွမ်းအားတွေဘလောက်များလာမဲ့ဆိုတာစဉ်းစားတာကြည့်ပေါ့တခါတည်းနဲ့ဖြစ်သွားတယ်လို့မအောင်မေ့လေနဲ့နော်အေးကဘာတသိန်းလွန်လို့ဗဒ္ဒကဘာမှာ၄စုမြောက်ပွင့်တော်မူတဲ့ဂေါရဝမြတ်စွာဘုရားရဲ့လက်ထက်မှာတဲ့ဗဒ္ဒကုန္ဒလဂီတာဆိုတဲ့နာမည်နဲ့ခိဗ္ဗဗိညာအရာမှာထူးချွန်ထက်မြက်တဲ့ဘိက္ခုနီမဖြစ်လိမ့်မယ်ဟောဘုရားဗျာဒိတ်ပေးတာဗျာဒိတညွှန်းလိုက်တာဒီကုသိုလ်ဟာဒါသေချာပေါက်ဖြစ်မယ်ဆိုတာပြောလိုက်တယ်မြတ်စွာဘုရားကျတော့ကြောင်းကျိုးဆက်ပြီးတော့အားလုံးကိုမြင်တယ်မြင်နိုင်စွမ်းရှိတယ်ပေါ့ရမ်းပြောတာမဟုတ်ဘူးမှန်းပြောတာမဟုတ်ဘူးเนาะယထာကမ္မုပကကံလျော်စွာဖြစ်ရတဲ့ယထာကမ္မကံရဲ့အကြောင်းတရားကိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ဒိဗ္ဗစက္ခုအဘိညာဉ်မျိုးတစ်ခုပဲအနာဂတ်ကိုလှမ်းကြည့်ပြီးတော့သူ့ရဲ့စိတ်ဆန္ဒတွေဒီစွမ်းအားတွေဟာအလဟတပျောက်ပြက်သွားမလားလမ်းပါတယ်ပဲပျက်စီးသွားမလားအဟံတားတွေကြောင့်ပျောက်ပြက်သွားမလားဆိုတာဘုရားကြည့်တယ်ခုခေတ်လည်းရှိတယ်မဟုတ်လားဥပမာတစ်ခုပြောဒုံးမြန်တစ်ခုပြစ်လွတ်လိုက်တဲ့ဆိုရင်ဘယ်နှမိုင်ဘယ်နှကီလိုဆိုတာတွက်မထားဘူးလားတွက်ထားတယ်အဲ့ဒီပြစ်လွတ်လိုက်တဲ့ဒုံးမြန်ဟာအဲ့ဒီခံမှန်းထားတဲ့နေရာကိုရောက်သွားအကယ်၍ဂျားထဲမှာဒုံခွင်းဒုံလို့ဘာလို့လဲသွားပြီးတော့တွေ့မယ်ဆိုရင်ပြက်ကျသွားနိုင်သေးတာပေါ့နော်အေးမြတ်စွာဘုရားကမြင်တာတော့အခုပြောတဲ့သူ့ရဲ့စေတနာစွမ်းအားတွေဆန္ဒစွမ်းအားတွေဟာ
ဂျားထဲမှာအနှောင့်အယှက်အဟန့်တားမရှိပဲနဲ့သူရည်မှန်းတဲ့ပန်းတိုင်ကိုရောက်သွားလိမ့်မယ်ဆိုတာကိုသိလို့ဒီပြလိုက်ပေးတာအဲ့တော့ဘုန်းကြီးတို့တွေဒီလိုစိတ်ဆန္ဒစွမ်းအားတွေနဲ့ကုသိုလ်ကောင်းမှုလုပ်ကြမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့မကြုံရလို့ဗျာဒိတ်မခံရပေမဲ့ဒီစွမ်းအားဟာဒုံမြန်တစ်ခုပြစ်လွတ်လိုက်တယ်လို့ပဲကိုယ်ရည်မှန်းချက်ကိုတော့ရောက်သွားမှာပဲလို့ယုံကြည်ရမှာပေါ့နော်ထက်မြက်ပြီးတော့ပြင်းထန်တယ်ဆိုလို့ရှိရင်အရှိန်ကောင်းရင်တော့ရောက်သွားမှာပဲပြောညံ့ညံ့ဆိုရင်တော့လည်းမရောက်ပေဘူးပေါ့ဂျားရင်ပျောက်ပြက်သွားမှာပဲနော်ထက်မြက်မြက်ကြီးဆိုလို့ရှိရင်ရောက်သွားမှာသိကြတယ်အခုဒီမျိုးသမီးတွေရဲ့ဆန္ဒတွေစေတနာတွေကအလွန်ထက်မြက်သည့်အတွက်ကြောင့်မြတ်စွာဘုရားကဝါတသိန်းဆိုလို့ရှိရင်တော့ဖြတ်တန်းသွားလာတဲ့ကဝါတသိန်းကြာမဲ့ဒီတန်တရားခရီးကြီးကိုဖြတ်ကျော်ပြီးရင်တော့သင်မျောလင့်တဲ့လမ်းဆုံးပန်းတိုင်ကြီးကိုရောက်သွားမှာပါလို့ဖြားလိုက်ပေးတာတေချာပေါက်ရောက်မှာပါကြားထဲမှာအဖြက်စီးအဟန့်တာမရှိဘူးဆိုတာလည်းဘုရားကသိတယ်ဒါကြောင့်မို့တေချာပေါက်ရောက်သွားမှာအမျိုးသမီးတွေကတားဝမ်းသာတာကဝါတသိန်းဆိုတာမတန်မှဝေးတာအမတန်ရှိရတဲ့ခရီးကြီးအဲ့ဒီရှိရတဲ့ခရီးကြီးမှာကိုအောင်မြင်ပေါက်ရောက်မယ်လို့မြတ်စွာဘုရားမိန့်လိုက်တာသိကွမ်းသာသွားတယ်လက်ပြင်ကတော့ရမယ်လို့စိတ်ထဲလောက်ထင်သွားတာပေါ့အဲ့လိုနဲ့ဒီကုသိုလ်တရားတွေအဲ့ဒီတဘဝတာလူအသက်တသိန်းတန်းမှာအသက်တသိန်းရှည်ပြီးတော့ဒီကုသိုလ်စွမ်းအားကြောင့်ဒီကြားထဲမှာမပြည့်မီသေးတော့ဘဝတစ်ခုကအဆုံးသတ်တာကမြန်သွားတယ်ကုသိုလ်စွမ်းအားတွေရဲ့လမ်းဆုံးပန်းတိုင်ဆိုတော့မရောက်နိုင်သေးဘူးပေါ့ကဘာတသိန်းကြီးတောင်ဖြတ်ကျော်ရအောင်မှာဆိုတော့အဲ့တော့ဘယ်ရောက်သွားတော့ဆိုတာဝရိန္ဒနတ်ပြည်သွားဖြစ်တယ်ဒီကုသိုလ်စွမ်းအားကဈာထဲမှာပေးလိုက်တာတာဝရိန္ဒနတ်ပြည်တာဝရိန္ဒနတ်ပြည်ဖြစ်ပြီးတဲ့အခါမှာအဲ့ဒီနတ်ဘုံနတ်ဘဝနတ်စည်းစိမ်တွေခံစားပြီးဘယ်ရောက်သွားတော့ဆိုတာဝရိန္ဒနတ်ဘုံရဲ့အထက်ကျတဲ့ယာမာဆိုတဲ့နတ်ဘုံကိုရောက်သွားပြန်တယ်တဘုံတဘုံရဲ့သက်တမ်းကိုကြည့်မယ်ဆိုလို့ရှိရင်တာဝရိန္ဒနတ်ပြည်မှာအလူပြည်မှာဒီကနေ့ခေတ်အနှစ်100တာဝရိန္ဒနတ်ပြည်မှာ1ရက်ပဲရှိသေးတယ်ပေါ့အဲ့ဒါလောက်ရှိတဲ့သက်တမ်းရှိတဲ့နတ်ဘုံမှာဖြစ်တယ်ထို့နောက်ယာမနတ်ပြည်ကိုဖြစ်တယ်ယာမနတ်ပြည်ကသက်တမ်းရှိတဲ့အခါကျတော့ဒုတိတာဒုတိတာဘုံကနေသက်တမ်းရှိတဲ့အခါကျတော့နေမာနရတိတယ်နေမာနရတိဘုံကနေသက်တမ်းရှိတဲ့အခါကျတော့ပရဏိမိတဝတ္တဝတိကြည်ဆက်ဟောဒီစေတနာကုသိုလ်ရဲ့စွမ်းအားနဲ့ရောက်နေတာနော်ဒါတွေကသူ့ရဲ့ပန်းတိုင်တော့မဟုတ်ဘူးခရီးဖြတ်ကျော်နေတဲ့ခရီးစဉ်မှာတွေ့ရတဲ့အရာတွေပေါ့ဘုန်းကြီးတို့တွေကလည်းဒီကနေပြီးတော့မြေထားစီးတယ်ဆိုလက်မှတ်ယူသွားတယ်မန္တလေးထီအောင်ယူသွားတယ်ကိုပန်းတိုင် destination ကမန္တလေးသို့တော်လမ်းမှာပဲခူးတို့လည်းဖြတ်ကျော်မှာပဲတောင်ငူတို့လည်းဖြတ်ကျော်မှာပဲပြင်မနာတို့လည်းဖြတ်ကျော်သွားမှာပဲဟုတ်တယ်မို့လားအခုလည်းအဲ့လိုဖြတ်ကျော်တဲ့သဘောပဲပေါ့အဲ့ဒီလိုနဲ့နတ်ပြည်ရောက်တဲ့အခါမှာလည်းပဲသမ္မာမထင်မရှားနတ်သမီးဘဝမဟုတ်ဘူးတဲ့ဆိုင်ရာနတ်ပြည်ကိုကြီးမှုအုပ်ထုတ်ရတဲ့နတ်မင်းကြီးတွေရဲ့မိဖုရားဖြစ်ရတယ်ဟောဇာအာနာအရှိန်ဝါနဲ့သွားဖြစ်တာနော်အားလုံးနတ်တွေကလေးစားရတဲ့အရေးပေးရတဲ့နတ်မိဖုရားတွေသွားဖြစ်တယ်အဲ့ဒီကနေပြီးတော့တန်တရားဆက်ပြီးတော့လဲလိုက်တာလူပြည်ရောက်တဲ့အခါကျတော့လေစကြဝဠာမင်းရဲ့မိဖုရားဖြစ်တယ်တန်တရားတွေသိအောက်တန်းရောက်ပုံမပေါ်ဘူးဒီမျိုးသမီးကသိအောက်တန်းကိုမရောက်ဘူးလူပြည်နတ်ပြည်စုံကြီးဆန်ကြီးနဲ့စေတနာစွမ်းအားတွေရဲ့အကျိုးတရားကိုခံစားပြီးတော့ဘဝခရီးကြီးကိုဖြတ်တန်းလာလိုက်တာဂျားထဲမှာသူ့ရဲ့ပါရမီဘဝတစ်ခုကဘယ်မှာသွားတွေ့ရပြန်တော့ဆိုဗဒ္ဒကဘာရောက်လာပြန်တယ်ပေါ့ဗဒ္ဒကဘာရောက်လာလို့တတိယမြောက်ပွင့်တော်မူတဲ့ကတ္တဗမြတ်စွာဘုရားအဲ့ဒီကတ္တဗမြတ်စွာဘုရားဟာအနှစ်2000တန်းမှာပွင့်လို့လူတွေရဲ့သက်တမ်းဟာ
2000အသက်ရှိတယ်ပေါ့အဲ့ဒီ2000တန်းမှာဒီအမျိုးသမီးဟာဗာရဏသီပြည်ကာတိမင်းကြီးရဲ့ဗာရဏသီပြည်ကိုစိုးမိုးအုပ်ချုပ်တဲ့ကာတိဘုရင်ကိကိမင်းကြီးရဲ့သမီးတော်9ဖော်ထဲမှာတဦးဖြစ်သွားဖြစ်ပြန်တယ်ဒီမနေ့ကပြောခဲ့တဲ့အတိုင်းကိကိမင်းကြီးရဲ့သမီးတော်9ဖော်ဆိုတာနံပါတ်1ကသမဏီတဲ့သမဏီဆိုတဲ့မင်းသမီးဒုတိယကျတော့သမဏဂုတ်တာတဲ့တတိယကျတော့ဘိက္ခုနီတဲ့စတုထကျတော့ဘိက္ခုဓာယီတဲ့သို့မဟုတ်ဘိက္ခုဓာယီကာတဲ့ဒါလို့ခေါ်တယ်ပိစမကျတော့ဓမ္မာဆဋ္ဌကျတော့သူဓမ္မာတတ္တမမြောက်အငယ်ဆုံးသမီးကြတော့ဘိက္ခဓာယိကာသံဃဓာယိကာသံဃဓာယိကာလို့ဒီလိုသွားဖြစ်တယ်အဲ့ဒီသမီးတော်9ဖော်ကတ္တဗမြတ်စွာဘုရားစီတရားနာလို့သရဆွမ်းအားတွေဖြစ်ခမည်းတော်မင်းတရားကြီးနဲ့အတူလိုက်တရားဓမ္မတွေနာတော့သိသရတရားတွေဖြစ်ကြတယ်ကြည်ဆွမ်းအားတွေထပ်ဖြည့်နေတယ်လို့အဓိပ္ပာယ်အောင်းမိတ်ပေါ့ပရိမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေဒီချိန်မှာဒါထပ်ဖြည့်တဲ့စွမ်းအားတွေကိုထပ်ဖြည့်ပေးနေတဲ့သဘောပဲအင်နာကြီးတွေထပ်ပြည့်လာပြန်ဘုရားတရားတော်နာဘုရားကိုကိုယ်ွယ်စိတ်ကအမတမတရားဓမ္မနဲ့ပျော်မွေးကြတယ်ညမ9ဖော်ဟာသာသနာပေါင်းဝင်ဖို့ဖခမည်းတော်ကြီးစီခွင့်တောင်းပေမဲ့လို့ခမည်းတော်ကြီးခွင့်မပြုဘူးလေခွင့်မပြုတော့ကောမာရီဗြဟ္မစာရီဆိုအပြူကြီးဘဝနဲ့မြတ်သောအကျင့်ကိုကျင့်ကြတယ်ဒါလည်းပဲအမတန်မှတ်เสียကောင်းတယ်အိမ်တော်ရသားမပြုတ်တဲ့လူပြိုကြီးတွေအပြိုကြီးတွေကကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပရံသမာဓိယမိလို့စောက်တည်မဲ့အစာတဆင့်ထပ်တိုးမြင့်လိုက်အဗျမစရိယဝေရမဏိသိက္ခာပရံသမာဓိယမိလို့စောက်တည်တဲ့နဲ့ပေါ့ကာမေတုမိစ္ဆာစာရနဲ့အဗျမစရိယမတူဘူးနော်ကာမေတုမိစ္ဆာစာရဆိုတာမိမိနဲ့တရားဝင်လက်ထပ်ထားတဲ့မျိုးသားမျိုးသမီးနဲ့နေခွင့်ရှိတယ်အဗျမစရိယဆိုတာကအဲ့ဒါမျိုးကိုလုံးဝကင်းစင်တယ်ပေါ့အိမ်တော်တဲ့ဘဝလုံးဝလွတ်ပြီးတော့ဖြူစင်တန်ရှင်းတဲ့ဘဝမှာနေတာအဲ့ဒါကိုခေါ်တယ်ကောမာရီဗြဟ္မစရိယဟောသမီးတော်9ဖော်တစ်သက်လုံးသူတို့ကကောမာရီဆိုတာအပြူဘဝဗြဟ္မစာရီဆိုတာမြတ်သောအကျင့်ကိုကျင့်တယ်ဗြဟ္မစရိယသိက္ခာပုဂ္ဂိုလ်ထိမ့်သိမ်းဆောင်ရှောက်ကြတယ်အဲ့ဒါလို့လုပ်ပြီးတရားဓမ္မနဲ့ပျော်မွေ့ပြီးတော့နေလိုက်ကြကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့နေလိုက်ကြတာအနှစ်2000နဲ့နဲတာမှလို့သူတို့လုပ်ခဲ့တာအနှစ်1000ပြည့်တဲ့အခါကျတော့ဒီလိုပဲဘဝတစ်ခုဟာဘလောက်ပဲအသက်ရှည်ရှည်နောက်ဆုံးကျတော့အဆုံးသတ်ရတာပဲလေဘဝရဲ့ဏီကုံအဆုံးရောက်သွားပြန်တဲ့အခါကျတော့တဘဝပြောင်းကြပြန်ရောခုနလိုပဲအဲ့ဒီလူဘဝအဆုံးသတ်တဲ့အခါကျတော့တာဝရိန္ဒနတ်ပြည်ရောက်တယ်တဲ့ဒီကုန်းဗဒ္ဒကုန္ဒလာအလောင်းနေရအမျိုးသမီးတွေအဲ့ဒါလို့နတ်ပြည်တွေမှာကောင်းရသုဂတိဘုံတွေမှာစင်စစ်မပြတ်ရောက်ပြီးတော့ဘဝခရီးကိုဆက်ပြီးတော့ရှောက်လိုက်တာဂေါရမမြတ်စွာဘုရားလက်ထက်မှာတခါပြန်ပြီးတော့သူ့ရဲ့ပါရမီဘဝပေါ်လာပြန်တယ်အခုကတ္တဗဘုရားလက်ထက်မှာကောမာရီဗြဟ္မစရိယအကျင့်နဲ့ကျင့်နေတာဒါပါရမီဘဝပဲပေါ့တမန်ဘဝမဟုတ်ဘူးမြတ်သောအကျင့်ကျင့်တဲ့ပါရမီဘဝပဲဂေါရမမြတ်စွာဘုရားလက်ထက်ရောက်လာတဲ့အခါကျတော့ရာဇဂုပြည်မှာပစ္စည်းဥစ္စာအလွန်ကျွယ်ဝတဲ့တထေးကြီးရဲ့တူရီသောသမီးလေးလာဖြစ်ပြန်တယ်အဲ့မှာရှိလေသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်မို့လို့လူတွေတန်းတယ်ဒါကြောင့်မို့လို့တထေးအိမ်မှာလူလာဖြစ်တယ်တထေးသမီးဖြစ်တယ်ဘဝဆိုတာ
လူတွေမှာတယောချင်းနဲ့ပြောင်းလောင်ခြင်းကလွတ်တယ်ဆိုတာခါရှာရှာဘဝရဲ့လောကရန်ခံရတယ်။ဘာကြောင့်ခံရတော့ဆိုလူတွေရဲ့စိတ်တွေစိတ်ထားပတ်ဝန်းကျင်အနေထားကြောင့်ခံရဒီအမျိုးသမီးလေးကပါရမီဘဝရင့်တန်လာလင့်ကစားတထေသမီးဆိုတော့အိန္ဒိယထုံးစံပဲအရွယ်လေးရောက်လာတာနဲ့တပြိုင်နက်မိဘတွေကကြက်ကြက်တဲတဲထိမ့်သိမ်းဆောင်ရှောက်တယ်အိမ်အောင်မဆင်းရဘူးအိမ်ပေါ်မှာနေတယ်ကြားဘူးကြပါလိမ့်မယ်ဘုံ90တင်ထားတယ်ဆိုတာလေအဲ့ဒါလို့9ထပ်တိုက်ကြီးအပေါ်ဓာတ်မှာထားတာအဲ့ဒီတော့9ထပ်ပဲရန်ကုန်မှာအခုထပ်40တို့ဘာလို့တောင်ရှိနော်အဲ့ဒါလို့9ထပ်တိုက်ဘုံ90မှာထားပြီးတော့မိဘတွေကအပြင်အထွက်မခံအောက်အသွားမခံအမျိုးသမီးငယ်တို့ရဲ့ဘဝအရွယ်ရောက်လာပြီဆိုလို့ရှိရင်စိတ်လှုပ်ရှားတာတို့စိတ်ကစားတာတို့ဆိုတာဘဝကပြီးတဲ့အတိတွေဒါတွေကိုတော့ဘယ်သူမှမလွန်ဆန်နိုင်ဘူးပေါ့နော်ဘဝရဲ့အတွေ့အကြုံတွေရသူတို့ရဲ့စိတ်ဆန္ဒတွေဖြစ်ပေါ်လာတတ်တယ်ပေါ့အရွယ်ရောက်လာပြီဆိုရင်ဒီတထေးသမီးလေးကလည်းပဲမိဘတွေကဘလောက်ကြက်ကြက်တဲတဲဆောင်းရှောက်လေးသားပြူရင်းပေါက်ကနေကိုကြည့်တီကြည့်ကြည့်တာပဲလူဆိုတာကိုကြိုက်တာတွေ့သွားရင်မလွယ်ဘူးเนาะအဲ့ဒါလို့ပါရမီရင့်တန်နေတဲ့ပါရမီရှင်မဖြစ်တော်လဲသူဘာသွားတွေ့တော့လို့ဆိုတော့ရာဇဂုပြည်မှာရာဇောသားတစ်ယောက်အဲ့တော့ရာဇဂုပြည်ဆိုတော့ဗေမိသာရမင်းကြီးအုပ်ချုပ်နေတာပဲဗေမိသာရမင်းကြီးဆိုတာသောတာပန်ပဲသောတာပန်အုပ်ချုပ်ပြီမဲ့လို့ခုနကရာဇောသားကိုရာဇောသားပြစ်ဒဏ်ပေးရတာကတော့ရှိတာပဲเนาะဘုရင်ကြီးကိုယ်တိုင်ကတော့တတ်ခိုင်းတာတော့မလုပ်ဘူးပေါ့တတ်ခိုင်းတယ်သူ့မှာသေစေလူတဲ့စိတ်တော့မရှိဘူးသောတာပန်ဖြစ်တဲ့အနေသို့တော့ဘုရင်ကိစ္စဆိုတာသူအဆုံးဖြတ်ပေးရတယ်ရာဇောသားတွေသူဆိုင်ရာဥပဒေတိုင်းစီမံဒါပဲပြောမှာပေါ့ဗေမိသာရမင်းကြီးကဒီသောတာပန်ဘုရင်ကြီးစစ်မိတ်ပေးတာလေးကိုကြည့်သောတာပန်ဘုရင်ကြီးစစ်မိတ်ပေးတဲ့စကားလေးပဲကြည့်ပေါ့တခါတော့ကဗေမိသာရရဲ့အင်္ဂမဂရဆိုတဲ့တိုင်းကြီးနှစ်တိုင်းဒီနိုင်ငံတော်အတွင်းမှာတိုင်းစုံပြည်ပနေဇတ်ဒေသတွေမှာပေါ့တပုံတွေထလာတပုံတွေထတော့ခါကြတော့ဒီသတင်းတွေဘုရင်မင်းကြီးစီအစီရင်ခံတယ်အစီရင်ခံတော့ဘုရင်ကဘာပြောတော့ဆိုရင်တပုံတွေထတယ်ဆိုလို့ရှိရင်လူတွေကဟိုပြေးရဒီပြေးရနဲ့ဟိုပုံးရဒီပုံးရမဖြစ်ဘူးလားတိုင်းပြည်မှာလှုပ်လို့ရဖြစ်တဲ့အခါကျတော့သူကဘုရင်ကအမိန့်ထုတ်တယ်စစ်ဘက်ဆိုင်ရာအမတ်ကြီးတွေအရင်ကလို့သွားပြီးတော့လုံခြုံစိတ်ချပြီးတော့ကြီးပွားတိုးတက်အောင်ဆောင်ရွက်ကြလို့ခိုင်းတာသူခိုင်းတာအကောင်းဘက်ပဲခိုင်းတာသို့တော့စစ်ဘက်ဆိုင်ရာအမတ်ကြီးတွေကဘလို့နားလဲတော့ဆိုတတ်ရမယ့်ပုဂ္ဂိုလ်တတ်မှာပဲပေါ့တပုံနေဓမြတွေဆိုဖမ်းမယ်တတ်မယ်ပေါ့ဟုတ်လားနေမယ်ဖမ်းမယ်ထောင်ချမယ်တတ်မယ်ဖြတ်မယ်ဒါလူစင်တစ်ခုပဲဒါပေမဲ့ဘုရင်ကြီးကမင်းတို့သွားဖမ်းတတ်ဒီလိုတော့အမိန့်မချဘူးသူကသောတာပန်ဘုရင်ပစ္စန္တံဗနေဥစ္စိနထာနေဇတ်ဒေသတွေစီပင်အောင်သွားလှုပ်ကြကွာလို့ခိုင်းလိုက်တာပဲဒါပဲသူခိုင်းတာစီပင်အောင်လှုပ်ခိုင်းတာသူကစီပင်အောင်လှုပ်ပုံလှုပ်နည်းတွေတော့သူမပြောဘူးပေါ့နော်ဒါကြောင့်မို့လို့ရာဇဝသားဆိုရင်မင်းတို့ရာဇဝသားဥပဒေအတိုင်းဆောင်ရွက်ကြဒီတိုင်းပြည်မှာရာဇဝသားတွေဒီချမ်းချမ်းပြည်သူတွေချမ်းချမ်းနေထိုင်ရအောင်စီမံကြဒါပြောမှာပဲသူကအဲ့ဒါလို့စီမံကြလို့ပြောတဲ့အခါကျတော့ခိုးဆိုးတိုက်ခိုက်နေတဲ့ရာဇဝသားတယောက်ကိုလက်ပြန်ညှိုးတုပ်ပြီးတော့တေရန်ပေးမှာပေါ့အဲ့ခေတ်ကထုံးစံတိုင်းအဲ့ဒီရာဇဝသားတယောက်ကိုဖမ်းပြီးတော့လာတာကိုခုနတထေးသမီးကသူ့အိမ်လေးသားပြတင်းကလှမ်းကြည့်မြင်ရတယ်ခုနှစ်ထပ်ဆိုသိမ့်မမြင်ဘူးဆိုမြင်ရတာပေါ့ကောင်းကောင်းသူ့အိမ်သားကဖြတ်သွားတာလား
သူစိတ်ထဲမှာတဏှာတဲ့စိတ်ဝင်ရုံနဲ့မကဘူးကျင်နာတဲ့စိတ်ဝင်သွားဝင်တဲ့အခါကျတော့သူ့အဖေကိုပြောတယ်ဒီတခိုးကဲတင်ပေးပါပေါ့ဆိုပြီးတော့သူနဲ့မှမပေါင်းဖက်ရလို့ရှိရင်သူသေးပါလိမ့်မယ်လို့ပြောတာအဲ့တော့မိဘဆိုတာလေသားသမီးကိုအမတန်ချစ်တာချစ်တဲ့အခါကျတော့သမီးဆန္ဒမလွန်နိုင်လို့တထေးကြီးကဝေးတစ်ထောင်ပေးပြီးတော့ရာဇဝသားအလဲအလဲလှုပ်လိုက်တာဖြစ်ပါလိမ့်မယ်နော်အစားထိုးလိုက်တာဖြစ်လေအဲ့ဒီတခိုးကိုတိတ်တဆိတ်လဲပြီးတော့ယူလိုက်ပြီးတော့သမီးစိတ်ချမ်းသာပါစေဆိုပြီးတော့အဲ့ဒီတခိုးကိုအဲ့ဒါသမီးဆန္ဒအတိုင်းသမီးစီပုတ်ပေးတာဒါလူရဲ့စိတ်ဟာအမတန်ဆန်းကျဲတယ်ပေါ့သို့တော့ဒီတခိုးကိုမြင်မြင်ချင်းဘာဖြစ်လို့ဒီလိုဖြစ်တယ်လဲဆိုတာဘဝကအကြောင်းတော့ရှိမှာပေါ့အတိတ်ဘဝတုန်းကအိမ်အောင်ဖက်ခဲ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်ဒါသို့တော့ဒီနေရာမှာအဲ့ဒီဇလန်းအကြောင်းအထူးမပြောတော့ဘူးပေါ့ဒါမျိုးကလူတွေမှာတစ်ခါတလေကိုယ့်ကိုစဉ်းစားကြည့်တစ်ခါမှမမြင်ဘူးပဲနဲ့မြင်မြင်ချင်းခင်မင်သွားတဲ့ပုဂ္ဂိုလ်ရှိတယ်တစ်ခါမှမတွေ့ဘူးပဲနဲ့မြင်မြင်ချင်းမုန်းသွားတာလည်းရှိတာအဲ့ဒါဟာနောက်ကြောင်းတော့ရှိတာပေါ့ကိုမသိတဲ့အကြောင်းတရားတွေအဲ့ဒါမျိုးကြတော့ unknown cause လို့ပြောတာ unknown cause ဆိုကိုမဖော်ထုတ်နိုင်အကြောင်းမရှိဘူးပြောတာမဟုတ်ဘူး causeless လို့ပြောတာမဟုတ်ဘူး unknown cause အကြောင်းကိုမသိဘူးအကြောင်းတော့ရှိတယ်အဲ့ဒီတထေးသမီးလေးဟာလည်းအဲ့ဒီလိုစိတ်လှုပ်ရှားပြီးတော့ဒီရာဇဝသားကိုမှသူကတဏ္ဍဆွဲဖြစ်သွားတာမြင်ယုံလေးနဲ့တဏ္ဍဆွဲဖြစ်သွားတော့မိဘတွေကအဲ့ဒါလည်းလျောပြီးစီမံပေးရတယ်အေးတထေးသမီးလေးကဒီရာဇဝသားလူဆိုးကြီးကိုချစ်လိုက်တာမပြောနဲ့ဒါချစ်အဲ့ဒါလို့နေရင်ကနေဒီလူကြီးကလည်းရာဇဝသားကလည်းဒီတထေးသမီးကိုတတ်ပြီးတော့ဒီပစ္စည်းဥစ္စာတွေကဘယ်လိုယူရပါမလဲဒါပဲတွေးနေကြည်လူဆိုတာတော့တော်တော်ခက်တယ်ဝါသနာချင်းကမတူဘူးဟိုလူကတခိုးဆိုတာကသူကပစ္စည်းပဲကြည့်မှာပဲဒီပြင်မကြည့်ဘူးလေလူတတ်ပြီးပစ္စည်းယူဖို့ပဲဒါပဲကြည့်နေသူကဘယ်တော့မှငါဒီတတ်ပြီးတော့သူယရနာပစ္စည်းတွေယူရပါမလဲဘယ်တော့မှအခွင့်အရေးရပါမလဲဒါပဲတွေးနေသူကအတော့အံ့ဩစရာကောင်းတဲ့လူရဲ့စိတ်ဟာဘယ်ဘဝကပန်းလာတဲ့အနုတ္တယဓာတ်တွေဆိုတာတော့မသိဘူးပေါ့တခိုးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲဒါပါရမီလို့တော့မခေါ်ရဘူးပေါ့သူ့ရဲ့ဇယိုက်ဆိုးဟာခုမှပေါ်လာတာတော့မဟုတ်ဘူးဒီဇယိုက်ဆိုးကအတော်တော်ကိုဟိုအခြေခံကောင်းကောင်းနဲ့အတိုက်အောင်နဲ့ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ပဲပြောရမှာပေါ့အမတန်ဒီသူ့ရဲ့အသက်ကိုလည်းကယ်ထားသေးတယ်ချမ်းချမ်းသာသာလည်းနေရသေးတယ်ဒီဘုံဘဝဆိုရင်တာမန်ကြည့်မယ်ဆိုပျော်စရာမကောင်းဘူးလားမပျော်ဘူးသူလှုပ်ချင်တာဘာလို့ဆိုရင်လူတက်ပြီးပစ္စည်းယူချင်တာဒါသူဆန္ဒကဲအဲ့ဒီတခိုးရတယ်အဲ့ဒီလူဆိုးကလည်းလူတက်ပြီးတော့ပစ္စည်းယူချင်တာဟောဒီတထေးသမီးကိုသူကတတ်ဖို့ပဲကြည့်ဒါသူဇနီးဖြစ်နေပြီဒါပေမဲ့တတ်ဖို့ပဲကြည့်တယ်ကဲပြင်ဘက်ကိုဘယ်လိုထုတ်ရပါမလဲဒါစဉ်းစားတာအမြဲတမ်းတည်းရကြတော့သူပြောတယ်ငါကျေးဇူးရှိတဲ့ငါဒီရာဇဝသားဘဝကနေပြီးအပြစ်ဒဏ်ကနေပြီးတော့လွတ်လာတာဟာတဲ့ငါဆူတောင်းခဲ့လို့နတ်တွေကိုပူဇော်လို့အဲ့ဒီနတ်မင်းရဲ့တကိုးနဲ့ငါလွတ်တာတဲ့အဲ့ဒါကြောင့်မို့လို့အဲ့ဒီနတ်မင်းကြီးကိုငါပူဇော်ခြင်းနဲ့ပေါ့လီဆယ်ပြီးတော့ပြောတာနော်အဲ့ဒီနတ်မင်းကြီးကိုပူဇော်ခြင်းနဲ့ပူဇော်တဲ့အခါမှာလည်းပဲမင်းနဲ့ငါနှစ်ယောက်တည်းပဲသွားမယ်ဘယ်သူမှမလိုက်ခဲ့စေနဲ့သူ့အကြံဉာဏ်ကိုလူတက်ပြီးပစ္စည်းယူခြင်းတာမင်းမှလည်းဝတ်ပြီးသားယရနာတွေအကုန်လုံးမင်္ဂလာဆောင်လုံးကဆင်တဲ့ဟာတွေအကုန်လုံးဝတ်ခဲ့ပေါ့ဝတ်ပြီးသွားကြမယ်ဆိုတော့တတိသမီးတွေကလည်းသူ့မျိုးသားကိုချစ်တော့သူလိုက်လျောတဲ့အကုန်လုံးသူပြောတာတွေအကုန်လိုက်လုပ်ပြီးကဲသွားမယ်
ကြော်ပွဲလေးရွက်ပြီးဘယ်ခေါ်သွားတော့ဆိုတောင်ပေါ်တက်သွားကြကျန်တဲ့လူတွေကိုအဲ့ဒါမလိုက်ခက်နဲ့လို့ပြောပြီးတော့သူတို့နှစ်ယောက်တည်းတောင်ပေါ်တက်သွားနတ်ကိုပူဇော်မယ်ပေါ့လိမ့်လီလှီစားပြီးတော့ခေါ်သွားတာသို့သောတထေးသမီးလေးကသူအမျိုးသားပေါ်မှာချစ်တဲ့စိတ်နဲ့သူဟာအကောင်းပဲမြင်နေတော့မယ်အဲ့ဒီအချိန်ထိတောင်ထိပ်ပေါ်ရောက်ဘေးကလူသူမကြားလောက်တော့ဘူးဆိုတဲ့အချိန်မှာတခိုးရဲ့မျက်နှာကြီးကရာဇဝသားကြီးကမျက်နှာကြောက်စရာကြီးဖြစ်လာတယ်အဲ့ဒီမှာကဲမင်းအဝတ်လက်ဝတ်တန်းစာတွေအကုန်ချုပ်လက်ဝတ်တန်းစာတွေအကုန်ချုပ်မင်းကငါတတ်ရလိမ့်မယ်ဘယ်လောက်ကြောက်စရာကောင်းတဲ့ဇာတ်လမ်းလဲဒါတကယ် true story ပဲအဲ့ဒီခေတ်ကနော်အဲ့ဒါလို့ပြောတဲ့အခါကျတော့တထေးသမီးတွေကပထမတော့သူ့ကိုကြည်စဲနေတယ်ထင်တာပေါ့ဒီလိုလုံးလိုက်မယ်လို့သူမယူဆဘူးအဲ့သူကပြောတယ်နောက်ကျတော့ကြည်စဲတာမဟုတ်ဘူးအတီပေါက်ဖြစ်လာတဲ့အခါကျသူတောင်းပန်တယ်ရှ िख ိုးပြီးတော့မဟုတ်ပါဘူးဒီပစ္စည်းတွေလည်းပဲကိုယ်ဇနီးပစ္စည်းဆိုတော့ရှင်ပိုင်တာပါပဲအသက်တော့ချမ်းသာပေးပါအကယ်၍ဟိုရင်းဖြစ်ရင်သူ့ကိုကျွန်မလို့ကြီးညာပြီးတော့ကျွန်မအဖြစ်သူနဲ့တူတူနေပါရစေပေါ့အဲ့လောက်ထိအောင်ဟိုကလိုက်လျောတယ်သူ့ကိုကျွန်မလို့ကြီးညာပြီးတော့ကျွန်ခံမမယ်သူတော့မတတ်ပါနဲ့အသက်တော့ချမ်းသာပေးပါဆိုမရဘူးဟိုလူကငါတို့ကလူတတ်ပြီးမှပစ္စည်းယူတာတဲ့အဲ့တော့မင်းကိုတတ်ကိုတတ်ခုမှတော့မင်းစကားများမနေနဲ့မြန်မြန်ချုပ်ပေါ့အဲ့ဒီချိန်မှာတထေးသမီးတွေကကြည်ဒီချိန်မှာသူဘလောက်ချစ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သူ့အသက်သူကာကွယ်ရတော့မှာပေါ့လေကာကွယ်ရတော့မှာဆိုတော့အဲ့ဒီချိန်မှာဉာဏ်ရည်ဉာဏ်သွေးဟာအမတန်မှတန်ဖိုးရှိတယ်ပေါ့အမျိုးသမီးကဘလောက်ဉာဏ်ထက်တယ်ဒါမို့အမျိုးသမီးတွေအဲ့ဒါကိုအကြောင်းပြုပြီးတော့တင်ခနုပ္ပတ္တိဉာဏ်ဟာယောက်ျားတွေတဲ့တာတယ်လို့ပြောကြတယ်ဟိုလူကလိန်ခေါ်လာတာသိသွားပြီငါတော့တတ်တော့မှာပဲအဲ့တော့ငါကသူ့ကိုအရင်ဘယ်လိုလုပ်တတ်ရမလဲဆိုတာသူခေါင်းထဲမှာချက်ချင်းပေါ်လာတဲ့အခါကျတော့သူ့ဘဝမှာတဲ့သူ့အမျိုးသားလောက်သူပြောတော့ပေါ့လေဇလန်းဇကွဲဆိုပြောပေါ့ဘုန်းကတော့မပြောတတ်ဘူးအဲ့လောက်ချင်းသူစိတ်ထဲမှာဘဝတစ်ခုရလာတာရှင်လောက်ခင်မင်စရာကောင်းတဲ့ပုဂ္ဂိုလ်သူစိတ်ထဲမှာတစ်ခုမှတဦးမှမရှိပါဘူးတဲ့သူ့ပေါ်မှာအချစ်ဆုံးမှလို့ဒီလိုပြောပြီးတော့အဲ့တော့မထူးတော့ပါဘူးကျမတတ်ချင်လဲတတ်တော့မသေးခင်လေးတော့အားရအောင်ကြော့သွားခြင်းပါတယ်ပွေးဖက်သွားခြင်းပါတယ်ဆိုတကူကတော့ပိုင်ပြီပေါ့အဲ့ဒီချိန်လေးမှာတောင်ထိပ်မှာကဲသူလျှော့ပြီငါအကြံအောင်ပြီပေါ့အဲ့ဒီမှာကုဏလကေတာလည်းသူ့အကြံနဲ့သူပဲတကူကိုတခါတည်းကြော့ပြီးပွေ့ဖက်တဲ့ပုံစံမျိုးလုပ်ပြီး၆တဲတွန်းချလိုက်တာသောရပပတ္တလို့ခေါ်တယ်ရာဇဝသားတွေကိုအဲ့ဒီတောင်ထိပ်ကနေတခါတည်းရပြစ်ချကြောက်ဆောင်ကြောက်စွန်းကြီးတွေထွက်ပြီးတော့နေတာအောက်ရောက်တဲ့အခါတခါတည်းအကုန်လုံးအဆုပ်ဆုပ်ပြက်ပြက်ဖြစ်ပြီးတော့တည်တဲ့နေရာသောရပပတ္တတခိုးတွေကိုပြစ်ချတဲ့၆ကဘာလို့အဲ့တောင်ကြီးရှိအဲ့ပေါ်ပြစ်ချကြစဉ်းစားကြည့်တော့ပါရမီရှင်မလေးဖြစ်ပေမဲ့လို့သူကလူသတ်မှုကိုကျူးလွန်လိုက်ပြီအခုပြောမယ်ဆိုရင်ဒါလူသတ်မှုကိုကျူးလွန်လိုက်တာပဲလေရာဇဝသားကိုကြည့်တိတ်တဆိတ်နဲ့ပတ်စံပေးပြီးလှဲ့ပြီးယူထားတယ်ယူထားရုံနဲ့မကဘူးအခုတခါဒီရာဇဝသားကိုသူကိုယ်တိုင်ပြန်ပြီးတော့ဟောလူသတ်မှုကျူးလွန်လိုက်ပြန်တယ်ပေါ့စဉ်းစားကြလိုက်မယ်ငရဲမကြည့်ဘူးလားကြည့်တာပေါ့တတ္တာဆိုရင်တော့ပါဏာတိပါဒဖြစ်တာပေါ့သို့တော့အတိုင်းတာတစ်ခုအရာတတ်တယ်ဆိုတိုင်းပါဏာတိပါဒကတော့ဖြစ်တယ်သို့တော့အပြစ်ကြီးတယ်အပြစ်သေးတယ်ဆိုတာကြတော့ကြွားချတယ်ပေါ့ငမိုက်သားတယောက်ကိုတတ်တာတီလာရှိတဲ့သူတော်ကောင်းကိုတတ်တာနဲ့သူတော်ကောင်းတတ်ရင်ပို့ပြီးတော့ငြိအကြည့်ပို့ပြီးတော့အပြစ်ကြီးတယ်ပေါ့ငမိုက်သားတယောက်တတ်တာကြတော့ဒီလောက်ကြီးအပြစ်မကြီးတော့ဘူးပေါ့အဲ့ဒီမှာလည်းပဲကြည့်
ပွဲစိတ်လေးတစ်ကောင်ခြင်လေးတစ်ကောင်တတ်ထားတယ်ခွေးတစ်ကောင်ဆင်တစ်ကောင်တို့ဘာလို့တတ်ပြီဆိုရင်ပို့ပြီးတော့လုံလဆိုင်ရလို့အပြစ်ပို့ကြီးတယ်လို့ပြောတယ်အကောင်ကြီးရင်လည်းလုံလပို့ဆိုင်ရလို့အပြစ်ပို့ကြီးတယ်လို့ဒီလိုပြောတယ်ပေါ့နော်အဲ့တော့အားဆိုင်ရမှုပေါ်မှာမူတည်ပြီးတော့အပြစ်ကြီးအပြစ်သေးအသက်ခံရတဲ့ပုဂ္ဂိုလ်ရဲ့ကိုချင်းတရားဂုဏ်ကြီးတွေကိုကြည့်ပြီးတော့လည်းအပြစ်ကြီးတယ်အပြစ်သေးတယ်ဆုံးဖြတ်ရတယ်ပေါ့အဲ့တော့ဒီလူကလုံးဝကိုချင်းတရားမရှိတဲ့ပုဂ္ဂိုလ်အကယ်၍မတတ်ရင်လည်းသူ့ကိုတတ်တော့မှာဆိုတော့ဥပ္ပတမီနဲ့ပွေ့ဖက်ချင်အောင်ဆောင်ပြီးတော့ကြောက်ထဲကိုတွန်းချပလိုက်တယ်ခိုးလူကလည်းအငိုက်မိသွားတာပေါ့အဲ့ဒီအချိန်မှာဩဘာပေးတဲ့အတန်ကြီးရာဇောသားတောင်ပေါ်ကနေပြုတ်ကျသွားပြီတခါတည်းအပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သွားတဲ့အချိန်မှာဩဘာပေးတဲ့အတန်ကြီးပေါ်လာတယ်အေးနေရာတကာမှာဟေးယောက်ျားတွေသာညံရှိတာမဟုတ်ဘူးမိန်းမတွေလည်းညံရှိတယ်ဟေးဆိုတဲ့အတန်ကြီးအဲ့ဒီတောင်ဆောင်နတ်တွေကပြောကြတာလေသူတို့ကဒီပွဲကြီးပွဲကောင်းအနေနဲ့ကြည်နေကြတာဝန္တာအာရလက်ခုပ်တီးကြမှာပေါ့နေရာမှာယောက်ျားတွေကသာပညာအသိဉာဏ်ရှိတာမဟုတ်ဘူးအမျိုးသမီးတွေကလည်းပဲအသိဉာဏ်ရှိတယ်ဟဲ့နဲ့ဆိုပြီးတော့ကြွေးကြော်တဲ့အတန်ကြီးပေါ်လာတယ်ကဲအဲ့ဒီအမျိုးသမီးဟာကုန္ဒလကိတ္တာဗဒ္ဓါလို့ပဲခေါ်သေးတယ်အဲ့ဒီအချိန်မှာသူကိုယ်တိုင်ရွေးယူထားတဲ့သူ့ရဲ့အမျိုးသားကိုသူကိုယ်တိုင်ပြန်ပြီးတော့စဉ်းစားတာကြည့်တော့ပိယိတ်တသူ့ရဲ့စိတ်ဓာတ်ဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်မဖြစ်လို့သူတတ်လိုက်ရတယ်လေမုံလို့တတ်တာမဟုတ်ဘူးကိုကမတတ်ရင်သူကတတ်တော့မှာကိုအဲ့တော့သူရွေးချယ်လိုက်ရတဲ့လမ်းဟာသူဟာအိမ်ပြန်ဖို့မဖြစ်နိုင်တဲ့လမ်းဖြစ်သွားပြီဘာဖြစ်လို့တော့ဆိုကိုယ်တိုင်အပြစ်သားတယောက်ကိုပတ်စံနဲ့ရွေးယူပြီးတော့ကိုယ်တိုင်ပြန်တတ်ပြစ်တယ်ဆိုတော့ဒါအဓိပ္ပာယ်မရှိတော့ဘူးလောက်ရကဟုတ်လားအဲ့ဒါနဲ့သူဘာဆုံးဖြတ်လိုက်တုံးဆိုလို့ရှိရင်ကဲဒီလောက်ကြီးဆိုးဝါးလာတဲ့ငါရဲ့ကံကြမ္မာဘဝလူကောင်လူဘဝမှာတော့မနေတော့ဘူးယဟမဘဝလူလောကခွာရှောင်တဲ့ဘာသာရေးတွေပဲဝင်တော့မယ်လို့ဆိုပြီးတော့အိမ်မပြန်တော့တစ်ဖက်လမ်းကနေပြီးတော့တိတ်တိတ်ဆိတ်ဆင်းသွားလိုက်တာသူတို့ဇလန်းကလည်းဒီနားတင်ပြတ်သွားတာပဲဟုတ်ကလားကျန်တဲ့လူတွေရှာတော့ရှာမှာပေါ့အခုခေတ်လူရဲတွေဘာတွေလည်းတိုင်ကျင်တိုင်မှာပေါ့လူပြောင်းမြုံနေအဲ့ဒါတွေတော့မြုပ်ထားလိုက်ပြီးမပြောတော့ဘူးနော်အဲ့တော့ဗဒ္ဓဟာတိတ်တဆိတ်လမ်းတစ်ခုကနေဆင်းသွားပြီးတော့ဘယ်ကိုသွားတော့ဆိုတော့ဆွေတံပရလို့ခေါ်တယ်အဝတ်ဖြူဝတ်တဲ့အမျိုးသမီးတွေနိခန္ဓတပည့်တွေဖြစ်လောက်တော့ပေါ့နိခန္ဓနာတဗုဒ္ဓရဲ့တပည့်တွေအဝတ်မိုးတဲ့ခိုင်းရှိတယ်လို့အဝတ်ဖြူဝတ်တဲ့ခိုင်းရှိတယ်အဲ့ဒီပြပိုက်ခိုင်းတစ်ခိုင်းကိုသူရောက်သွားတယ်ရောက်သွားပြီးတော့သူတို့အမျိုးသမီးပြပိုက်မအဖြစ်လုပ်ပြရစေလို့ပြောတော့သူတို့ရဲ့ထုံတန်းစင်လာအရာရှင်ပြုတာကဘယ်လိုရှင်ပြုတော့လို့ဆိုတော့အမျိုးသမီးကိုခုခေတ်ဆိုရင်သီလရှင်ဝတ်ပေးတာပေါ့နော်သူတို့ကသီလရှင်ဝတ်ပေးတယ်ဘိက္ခုနီဝတ်ပေးတယ်ဘယ်လိုဝတ်ပေးတော့ဆိုရင်ခေါင်းကသပင်ကိုကတ်ကြီးနဲ့ကြိုက်တာတို့တင်တုံးနဲ့ရိတ်တာတို့ကမလုပ်ဘူးသူတို့ထုံးစံမွေးညက်နဲ့တပင်ချင်းနှုတ်မှာဘယ်လောက်ခံရမလဲဆိုတော့စဉ်းစားကြည့်တော့သပင်တွေကိုတကောင်းလုံးပြောင်းအောင်မွေးညက်နဲ့အဲ့ဒါတပင်ချင်းနှုတ်တာအဲ့ဒါကြိတ်မိတ်ပြီးတော့ခံပြီးတော့တကောင်းလုံးthatအဲ့ဒါပြောင်းသွားတယ်အဲ့လိုမှသူကလည်းဝိုးခွင့်ရမှာဝိုးပြီးတော့သူတို့ရဲ့တရားဓမ္မတွေဝါရာရေးရာတွေကိုသင်တယ်နော်ဘဝဆိုတာကြည့်လူကိုတယောနေတယ်လို့ပဲဟိုဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်တုန်းကခိဗ္ဗဗိညဘိက္ခုနီအရာဣတရေရဖို့ရာစုပန်ခဲ့တာမဟုတ်လားကြည့်လွယ်ချော်ချော်တွေဖြစ်တယ်လွယ်ချော်ချော်တွေဖြစ်လာလိုက်တာသူ့ဘဝလမ်းကြောင်းမတည့်သေးဘူးပါရမီရှင်ဘဝဖြစ်ခဲ့တဲ့ဒါမျိုးတွေခံရတယ်ဆိုတော့ဘုန်းကြီးတို့တွေစဉ်းစားကြည့်လောကမှာဆိုရင်တော့ဒီလောကရန်ဆိုတာရှိတယ်လို့မှတ်ထားနော်အဲ့ဒီလိုဘဝရောက်တော့အဲ့ဒီပြပိုက်တွေရဲ့အယူဝါဒကိုသင်ပြီးတော့သူကြာကြာနာနာ
ဒီယူဝါဒတွေကိုစဉ်းစားတွေးခေါ်နေတဲ့အချိန်လေးမှာခွေးတစ်ကောင်ကသုတ်တံမှာပြစ်ထားတဲ့လူသေးကောင်အလောင်းကလက်မောင်းကြီးတစ်ဖက်ကိုကိုက်ဖြတ်ပြီးတော့ချီးလာတယ်ရှင်းတော့မမြုပ်ခွဲနဲ့ထားတာမျိုးတွေရှိတာအဲ့တော့လူသေးလောင်းကလက်မောင်းကြီးလက်တစ်ဖက်ပြတ်နေတာကြီးကိုသူရှိချီးလာတာအဲ့ဒီလက်တစ်ဖက်ကလည်းအကောင်းမဟုတ်ဘူးပိုးလောက်တွေနဲ့ပုတ်စော်တွေနမ်းပြီးတော့အဲ့ဒါလိုပုတ်နေတဲ့လက်ကြီးကိုချီးလာပြီသူနားရောက်တဲ့အခါကျတော့အဲ့ဒီလက်ကြီးချပြီးတော့ပြေးရောခွေးတစ်ကောင်ကအဲ့သူထိုင်ပြီးတော့သူတို့ရဲ့အယူဝါဒတွေစဉ်းစားနေတော့အဲ့ဒီပိုးလောက်တွေနဲ့လက်ကြီးကိုမြင်လိုက်တဲ့အခါမှာသူအတိတ်တုန်းကကမ္မထမ်းရှုမှတ်ခဲ့တာလေးတွေကအဲ့ဒီချိန်မှာလာပေါ်တယ်။သူစိတ်ထဲမှာဒါသူမြတ်လက်ကြီးယွန်စရာကြီးလို့ဒီလိုမတွေးဘူးဒီလိုကြီးတွေးတာမဟုတ်ဘူး။ကြည်စမ်းလူလက်ကြီးပိုးလောက်ကြီးနဲ့မတင့်တယ်ဘူး။အဲ့ဒီလိုပဲငါလက်ကြီးလည်းဒါမျိုးဖြစ်မှာပဲဆိုတာဒီလို compare လုပ်တာသူကစဉ်းစားတာစဉ်းစားကအဲ့လိုဝင်သွားတာ။တမန်ပါရမီမရှိတဲ့လူဆိုလို့ရှိရင်ခွေးချီလာတာပုပ်စောကနမ်းလိုက်တာတော်ရလွန့်ပြစ်ကြသားမှဖြစ်မှာပဲเนาะဒီလောက်ပဲနေမှာပဲလေသူကြတော့အဲ့လိုမဟုတ်ဘူးအဲ့ဒါကြီးကြည့်ပြီးတော့တန်ဝေကစိတ်တွေဖြစ်လိုက်တာငါလက်ကြီးလေဒါမျိုးပဲဒီလိုပဲဖြစ်မှာပဲခန္ဓာကိုယ်ရဲ့မတင့်တဲ့ယွန်းစပွဲတွေကိုတွေးပြီးတော့တတိတွေတန်ဝေကတွေတမာတိတွေရလာတဲ့အခါကျတော့သူ့စိတ်ကလေးတည်ငြိမ်လာတာဒါဒီအတုပခေါ်တာပေါ့မာသတိပ္ပံသုတ်ထဲမှာနဝတိဝိထိကကာယ ानु ပတနာထဲမှာဒါပါတယ်ကာယ ानु ပတနာထဲမှာဒီလိုအလောင်းကောင်ခန္ဓာကိုယ်သုတ်တံမှာပြစ်ထားတဲ့အလောင်းကောင်တစ်ခုရှုမှတ်ရင်းကနေပြီးတော့ဒါကာယ ानु ပတနာဖြစ်ပြီးတော့မေဖို့နိဗ္ဗာန်ရနိုင်တယ်ဆိုတာရှိတယ်ပေါ့နော်အဲ့ဒါကိုမြင်ရတဲ့အခါကျတော့သူ့စိတ်တွေကအမတန်မှတမျိုးတမီပြောင်းလဲလာတော့သူ့အဖော်ဘိက္ခုနီတွေသူ့အဖော်ပြပိုက်မတွေကိုပြောတာပေါ့ပြောတဲ့အခါကျတော့သူတို့အယူဝါဒအကျင့်ထဲမှာဒါမျိုးမပါဘူးမပါတော့ဒီလိုအတုပဘာဝနာတို့ကာယ ानु ပတနာတို့ဆိုတာဂေါရမဘုရားဟောတဲ့တရားတွေတဲ့တော့ရှိတယ်လို့ကြားဘူးတယ်ပေါ့အဲ့တော့ဒါကိုဂေါရမဘုရားသွားမေးမှဖြစ်မယ်ပေါ့ဆိုတော့လေသူ့အပေါင်းဖော်တွေကလည်းသဘောကောင်းကြတယ်သူ့ကိုလိုက်ပို့တယ်လိုက်ပို့ဘုရားစီပို့တဲ့အခါကျတော့မြတ်စွာဘုရားကရှင်းပြတယ်ခန္ဓာ၅ပါးအာရဏ12ပါးဓာတ်18ပါးဆိုတာတွေရှင်းပြတယ်တဘာဝတရားတွေရဲ့မမြဲတဲ့အနိစ္စဆိုတာရှင်းပြတယ်ဒုက္ခဆိုတာရှင်းပြတယ်ကိုယ်စိုးပိုင်ဆိုင်မှုကိုယ်လိုတိုင်းမဖြစ်ဘူးဆိုတဲ့အနတ္တဆိုတဲ့သဘောတရားတွေကိုရှင်းပြလိုက်တာအဲ့ဒီရှင်းပြလိုက်တာနာရင်နဲ့ပဲဒီမျိုးသမီးလေးဟာအတိတ်ကလေ့ကျင့်ခဲ့တဲ့နာယူခဲ့ဘူးတဲ့တရားဓမ္မတွေပြန်ပြီးတော့တတိယလာပြီးသောတာပန်ဖြစ်သွားတယ်အဲ့ချိန်သောတာပန်ဖြစ်သွားတာနဲ့တပြိုင်နက်သူကမြတ်စွာဘုရားစီခွင့်ပန်တော့တာပဲဘိက္ခုနီမဖြစ်ပြောင်းကျင်ပါတယ်ခုနကပြောစရာလေးတစ်ခုကသူ့ရဲ့မူရင်းနာမည်ကဗတ္ထာဆပင်ကအမွှေးလေးတွေကိုမွှေးညက်နဲ့တစ်ခုချင်းတစ်ခုချင်းနှုတ်လိုက်တဲ့အခါနောက်ထပ်ပြန်ပေါက်လာတဲ့အမွှေးလေးတွေကဆပင်ကောက်ဆိုင်သွားပြီးကောက်เสียမလို့ပဲနဲ့ကောက်ကွေးလေးတွေထွက်လာနော်ဆပင်ကောက်ဆိုင်သွားပြီးတော့ကောက်เสียမလို့ဘူးဆပင်လေးတွေကအကွေးလေးတွေထွက်လာတယ်ဘာနဲ့တူတုံးဆိုလက်စွပ်ကွင်းလေးတွေလို့ဆပင်လေးတွေကွေးကောက်အဲ့ဒါနဲ့သူ့ကိုဂုံဒလကေတာလို့ခေါ်တာဂုံဒလဆိုတာလက်စွပ်ကေတာဆိုတာဆံပင်လက်စွပ်ကွင်းတရံဆံပင်ရှိသူဆိုတဲ့ဒီနာမည်လေးတိုးသွားတာပထမတော့ကတော့သူ့တော့မေဘတ်တာပဲပေါ့မေဘတ်တာကနေပြီးတော့အဲ့ဒီခုနကဆပင်ကိုတပင်ချင်းနှုတ်ရနောက်ထပ်ပြန်ပေါက်လာတဲ့အခါကျတော့အကောက်ကလေးတွေပေါက်လာတယ်ပေါ့အဲ့ဒါနဲ့သာသနာပေါင်းဝင်ပြီးတော့ဘိက္ခုနီဖြစ်တယ်ဘိက္ခုနီဖြစ်ရင်ကနေပြီးတော့ဝိပဿနာကျင့်စဉ်တွေကိုဆက်ပြီးတော့ကျင့်လိုက်တာတနေ့ကျတော့ဘယ်နေရာမှာသူအသိဉာဏ်တစ်ခုသွားထူးလဲဆိုရင်ဆွမ်းကပြန်လာတဲ့အခါကျတော့အပြန်မှာခြေဆေးတယ်ပထမရေလေးတစ်ခွက်လေးခတ်ပြီးတော့ခြေထောက်ကိုလောင်းလိုက်တယ်လောင်းလိုက်တဲ့အခါရေလေးကစီးပြီးတော့ခန့်သွားတယ်နောက်တစ်ခါတစ်ခွက်လောင်းတယ်အဲ့ဒီတဲ့ပိုစီးသွားတယ်နောက်တစ်ခါတစ်ခွက်လောင်းတယ်အဲ့ဒီတဲ့ပိုစီးစီးသွားပြီးရင်ရေထဲမှာမြေကြီးထဲမှာစိမ့်ပြီးတော့ဝင်သွားအဲ့ဒီသဘောတရားလေးတွေကိုကြည့်တော့
အော်ရေလေးကဖြစ်လာပြီးတော့ပျောက်သွားတာပဲဖြစ်လာတာကိုရေလေးတွေဖြစ်လာတာကိုလည်းသူတတိထားမိတယ်ပျောက်သွားတာကိုလည်းတတိထားမိတယ်အဲ့ဒါလို့တတိထားမိရင်ကကိုယ်ခန္ဓာကိုယ်ကြီးမှလည်းပဲဒီတိုင်းပဲဖြစ်ပြီးတော့ပြက်နေတာပါလားလို့ဆိုတဲ့ဝိပဿနာဉာဏ်လေးတက်လာတဲ့အခါမှာသူကသောတပန်ကနေပြီးသဂရဂံအနာဂံယဟန္တာထီအောင်ဖြစ်သွားပါတယ်ဒါပါရမီရဲ့ဘဝတွေပဲပါရမီရှင်တို့ရဲ့လေ့ကျင့်ခဲ့တဲ့ဘဝဟာဒီနေရာမှာသူကအပြည့်အဝရောက်လာတဲ့သဘောပေါ့နော်အဲ့ဒါလို့အသိဉာဏ်ထက်မြက်ပြီးတော့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေဒါတွေကိုဆင်ញင်ပြီးဥရိယပယဉာဏ်လို့ဆိုရယ်ဖြစ်မှုပြမှုပြတ်တဲ့သိတဲ့ဉာဏ်ကနေစပြီးတော့နောက်ဆုံးမှာဝိပဿနာဉာဏ်လမ်းဆုံးလို့မဖို့ထီအောင်ရောက်သွားတယ်အထက်မဲ့အထက်ဖို့တွေကိုရောက်သွားတော့ယဟန္တာမကြီးဖြစ်သွားတယ်အဲ့ဒါလို့ယဟန္တာမကြီးဖြစ်သွားတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကတန်ခါအစည်းအဝေးတစ်ခုမှာသူဟာသာသနာပေါင်းဝင်လာတာလည်းမကြဘူးကြည့်လေခွေးတကောင်ကပုတ်ပွားပြီးတော့လောက်တွေကြားနေတဲ့လူရဲ့လက်ပြတ်ကြီးကိုချီးလာတာကစပြီးတော့သူအသိဉာဏ်တွေဟာမြန်လိုက်တာဖြစ်လာတာမြတ်စွာဘုရားဟောတော့လေကြာကြာမဟောရဘူးတလုံးတစ်ပါးဟောတာနဲ့အကုန်သဘောတွေပေါက်သွားတယ်အသိဉာဏ်ဖြစ်ပုံအလွန်တရာမြန်သည့်အတွက်ကြောင့်မြတ်စွာဘုရားကသူ့ကိုခိဗ္ဗဗိညအမတန်မှလှင်လင်းမြန်မြန်အသိဉာဏ်သိတဲ့အသိဉာဏ်ရှိတဲ့ဘိက္ခုနီမအရာမှာတော့ထူးချွန်ထက်မြက်ပါတယ်လို့ချီးမွမ်းခံရတဲ့အမျိုးသမီးဘဝရောက်သွားတယ်အဲ့ဒါဟာသူ့ရဲ့ရည်ရွယ်ချက်ပဲသူစုပန်ခဲ့တဲ့နေရာဟာအဲ့ဒီနေချမှာရောက်တယ်ပေါ့နော်သူလျှောက်လန်းလာခဲ့တဲ့ခရီးကြီးကကြည့်ဘဝတသိန်းတောင်မှနဲတာမှတော့အဲ့ဒါလောက်လျှောက်လန်းလာခဲ့ရတဲ့သူစုပန်လာခဲ့တဲ့ကုသိုလ်ကောင်းမှုကြီးရဲ့နောက်ဆုံးအကျိုးပေးဟာအဲ့ဒီမှာပဲဖြစ်ပါတယ်အဲ့ဒါအကျိုးပေးပြီးလို့ရှိရင်ဒီကုသိုလ်ဟာလုံးဝသူ့ရဲ့တာဝန်ပြီးစီးသွားတဲ့သဘောပေါ့ဒုံးမြန်ကြီးပြစ်လိုက်တာ destination target ကိုထိမှန်ပြီးတော့သွားပြီဆိုတာလို့ပဲနောက်ဆုံးညှော်မှန်းတဲ့နေရာကိုရောက်သွားတယ်သူ့ရဲ့စေတနာစွမ်းအားတွေဆန္ဒစွမ်းအားတွေဟာလည်းပဲဒီနေရာရောက်သွားတဲ့အခါမှာလုံးဝငြိမ်းသွားပြီပေါ့အေးဒါကြောင့်မို့လို့ဒီကနေ့ပါရမီရှင်တို့ရဲ့ဘဝဗတ္တာကုံတလကေတာထေရီမရဲ့ဇတ်ကြောင်းဖြင့်ပါရမီရှင်တို့ရဲ့ဘဝကိုဘုန်းကြီးတို့တွေဟောပြောရခြင်းဖြစ်ပါတယ်အဲ့ဒီမှာမှတ်သားစရာကတော့ပါရမီဖြည့်တဲ့ဘဝလေးတွေဟာမိမိတို့စတင်ဖြည့်လိုက်လို့အခွင့်သာတဲ့အချိန်ကနေစပြီးတော့ဒီကုသိုလ်ကံရဲ့စွမ်းအားတွေဟာပျောက်သွားတာမဟုတ်ဘူးနောက်ဆုံးကိုယ်ရည်ရွယ်ချက်ထိအောင်ဒီကုသိုလ်ကံတွေကနေပြီးတော့အကျိုးပေးတယ်ဒါကြောင့်မို့လို့ကောင်းတဲ့ရည်ရွယ်ချက်တွေထားပြီးတော့ဘဝတန်တရားခရီးမှာရှောက်လန်းရအောင်တော့ဘဝတန်တရားခရီးထဲမှာရှိနေသေးတယ်ဆိုလို့ရှိရင်လောကရန်မုံတိုင်းနေနဲ့လည်းပဲကြုံရတတ်သေးတယ်ဆိုတာဒီဝိတုဇာလန်းကိုကြည်ခြင်းအားဖြင့်လူရဲ့စိတ်နေသဘောထားတွေကြောင့်ဖြစ်စေပါဝန်းကျင်ကြောင့်ဖြစ်စေမလိုလားတဲ့အဖြစ်အပျက်တွေနဲ့ကြုံကြရတာမျိုးတွေလည်းရှိတယ်ဘဝရဲ့ပြည့်ရဲ့ပြုတာကိုခံရတဲ့ခန္ဓာဒီဘဝကြီးဟာဖြင့်အလွန်တရာငြင်းငွေ့စရာကောင်းတယ်အဲ့ဒီအလွန်တရာငြင်းငွေ့စရာကောင်းတဲ့ဘဝကြီးကနေပြီးလွတ်မြောက်အောင်မှုလမ်းစဉ်ကတော့မဂ္ဂင်၈ပါးဆိုတဲ့အကျင့်စဉ်တစ်ခုတည်းသာရှိတယ်ဆိုတာမြတ်စွာဘုရားဟောထားတဲ့အတိုင်းသဘောပေါက်ပြီးတော့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့သည်မဂ္ဂင်၈ပါးဖြင့်တိဆောက်ထားတဲ့မစ္စည်းမပฏิပဒါလို့ခေါ်တယ်။မှန်ကန်တဲ့အရိယသူတော်မြတ်တို့ရဲ့ကျင့်စဉ်အတိုင်းကျင့်ကြံကြိုးကုပ်အထုတ်ခြင်းဖြင့်မဖို့နိဗ္ဗာန်ကိုကိုယ်စီကိုယ်ငှမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း